6သွားလို့မရှိတာကြီးမှာပြတ် ကြည့်လို့ရ ဒီတော့နော်ထူးဆန်း မားရှာပါ ဒီအမြင်ကြီးအများကြီးစုမှသူကဂျိုးတစ်ချောင်းရတာစုလိုက်မယူယူကြဆိုရင်လည်းအမြင်ထုတ်လို့မရဘူးဒီကတော့မှကြာတယ်မျိုးပဲရရောပဝါရီရတာပေါ့နော်အခုနောက်ပိုင်းကဒီစမဲတွေရတယ်ကြာရှိဖို့တိုင်းကြည့်လို့ရတယ် အဲ့တော့ခိုင်ခိုင်နေနော် ပြီးကြရင်တော့ပိုင်းပြငင်ရအောင်မယ်ဒါအရင်တော့မခိုင်သေးဘူးပေါ့နော်ပထမအသစင်းဆိုဒီကြမှာပိုင်းငင်ပြီးတော့ကိုရီထဲတာတော့ပြန်လို့ ဟိုတော့ပြန်လျှော့ရတယ် ချော်ရသေးရဟုတ်တယ်ချော်ရ အချောင်းပါ အယောင်ကတော့တိတ်မဆိုးဖြစ်ဘူးဒီကြာတော့ ဒါတော့ တဘာဝတိုင်း ထူးဆန်းဒီကျိုးတစ်ချောင်းစင်အမြင်အများကြီးလို့ပဝါတစ်ထည်ဆိုရင်လည်းအများကြီးဟုတ်တယ်အကြာကြီးလောက်ရတယ်သူကပဝါတစ်ထည်ဆိုရင်အမြင်ထုတ်တာတော့မှသူကတလားလောက်မှသူကရပဝါတစ်ထည်ပေါ့ကြည့်လို့ရဒီကြာနဲ့ရတဲ့ပဝါဒါတော့စင်မ